လာပါကို မီးစက်လိုချင်လို့ညီမမီးစက်လေးဈေးနှုန်းတစ်ချက်စုံစမ်းကြတယ် ဟုတ်ကဲ့ပါကိုဟုတ်ဈေးတင်မဟုတ်ပါဘူးကိုမိစက်နဲ့ပတ်သက်ပြီးတော့လည်းကျွန်တော်အချက်လေးတွေလည်းရှင်းပြပေးပါမယ်ရှင် မလုံးညီမလေးဈေးနှုန်းပဲတစ်ချက်ပြောရင် ဟုတ်ကဲ့ပါကိုဟုတ်ဘယ်လောက် KPL ဈေးလေးကိုပြောပြရမလဲရှင်လောက်တရားကိုတေချာလေးတွက်ထားပြီးပြီလားရှင် အဲ့လိုတော့မတွက်ထားအောင်ငါမှဈေးနှုန်းသိပြီဆိုတာနဲ့ငါလိုချင်တဲ့ KPL ဒီတိုင်းဝယ်သုံးလိုက်ရင်မဟုတ်ဘူးလား ဟုတ်ကဲ့ပါကိုမိစက်ဝယ်ယူမယ်ဆိုရင်တော့ကိုတီထားတင်တာလေးကိုတော့အချင်းချုပ်လေးရှင်းပြပေးပါမယ်ကိုပထမဆုံးအနေနဲ့ကတော့ကိုအသုံးပြုမဲ့လုပ်ပမာဏကိုတီထားရပါမယ်ကိုသုံးမဲ့လုပ်တဲ့ KPA နဲနေတာဝယ်မြင့်နဲ့လုံမနိုင်တာဖြစ်နိုင်ပြီးတော့မှ KPA အရင်အကြီးဝယ်မြင့်လည်းမလိုအပ်ဘဲနဲ့စီရီကုန်မှာပဲဖြစ်ပါတယ်လိုအပ်တဲ့လုံနဲ့ကိုက်ညီတဲ့ဆက်ကိုရွေးတာတော့အကောင်းဆုံးပါပဲကိုမိစက်ဆိုတာကတော့ဈေးနှုန်းတစ်ခုတည်းပဲကြည့်ပြီးတော့ရွေးလို့တော့မရဘူးရှင်အင်ဂျင်ဒိုင်နမိုအရေးအသွေးအာမခံရှိမရှိ spare ဘတ်ပေါ်မပေါ်ပြီးတော့မှ after sales service ရှိလားရှိရင်လည်းဝန်ဆောင်မှုကောင်းလားဆိုတာလေးကိုလည်းသေချာလေးရွေးချက်ဖို့တော့လိုပါတယ်ကို ဒါဆိုညီမတို့ဒီမှာအမကန်ရက်ရှိလား after sales service ရောဘယ်လိုပေးရလဲ ဟုတ်ကဲ့ကိုအမခံလည်းရှိပါတယ်ကိုကျမတို့ဒီ Bimin Power စက်တွေက engine dynamo အပြင်အခြားအစိုက်အပိုင်းတွေအကုန်လုံးကိုလည်းတစ်နှစ်ဒါမှမဟုတ်နိုင်ပေါင်း1000ပေးထားပါတယ်ရှင်ကျွမ်းကျင်စက်ပြက်ဆရာဦးစီးတဲ့ service တင်းတွေလည်းရှိတဲ့အတွက်ကြောင့်မလို့ကို after sales service တွေအတွက်လည်းလုံးဝပူဆရာမလိုပါဘူးရှင် ဒါဆိုညီမတို့ Bimin Power ပဲဆိုလို့လေဒါဆိုညီလေးအခုဒီမှာဝယ်လိုက်တော့မယ် ဟုတ်ကဲ့ကျေးဇူးပါကို မှန်ကန်တဲ့ရွေးချယ်မှုကတင့်လုပ်ငန်းကိုဘယ်တော့မှရက်တက်မသွားစေဘူး။ဘွိမန်းပါဝါနဲ့တာလက်တွဲလိုက်ပါ။